အားလုံးမင်္ဂလာပါဒီနေ့ကတော့ခင်ဗျားတို့ပြောနေတဲ့ organic ချက်ပြမှာဖြစ်ပါတယ်ရွှေပေးတီးနဲ့ကိုက်လန်ရွက်ငရုတ်တီးထောင်းမှာအဲ့မှာစားရဟင်းချုံမုတ်ပါညာအကုန်လုံးအစာပလာကုန်ထည့်ပြီးပြီစီထည့်မယ်ပြီးရင်ခုနထောင်းထားတဲ့ဟာနဲ့စီတက်မယ်နော်စီတက်ပြီးပြီဆိုရင်တို့ရွှေပေးတီးကိုအရင်ထည့်မယ်နော်ဒါရွှေပေးတီးဟိုဘက်ကကိုက်လန်ဖူးထည့်ပြီးရင်နည်းနည်းကြက်အောင်ထားလိုက်မယ်နည်းမှွေပြီးတော့နည်းနည်းမကြက်တကြက်လေးဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ကအရွက်ထက်ထည့်မယ်အရွက်ထက်ထည့်ပြီးရင်နည်းနည်းမှွေလိုက်မယ်တမအောင်တမအောင်မှွေပြီးရင်တော့ဒီအခြေအနေဆိုရင်ကြက်ပြီပေါ့နော်ကြက်ပြီးရင်စားတော့မှာဖြစ်ပါတယ်ခင်ဗျာစားပြမှာတော့တို့ရေးပေါ်1 2ဖြစ်ပါတယ်ကောင်းနေတဲ့ကဲထမင်းနဲ့လေးစားမှာဖြစ်ပါတယ်နော်organicနော်စားကြပါအောင်လို့